AR မှစပါးအုပ်မွေကြီးအတော်များများဟာလူ၃ယောက်ကိုဝိုင်းထားပြီးတိုက်ခိုက်ဖို့ပါဇက်တွေဟထားကြပါတယ်။အဲ့ဒီအချိန်မှာပဲတောထဲကငှက်တွေဟာယူသွတ်သွားသလိုမျိုးရုတ်တရက်ပြန်ပြေးသွားကြပြီး AR မှစပါးအုပ်မွေကြီးတွေတောင်ထိတ်လန့်တကြားထွက်ပြေးသွားကြပါတယ်။ဒါပေမဲ့ဒီမွေတစ်ကောင်ကတော့ထွက်ပြေးဖို့ငင်းဆန်နေခဲ့ပါတယ်။အဲ့ဒီမွေကလူ၃ယောက်ကိုဝါမျိုးတော့မဲ့အချိန်မှာပဲမွေဘရင် King Serpent ရုတ်တရက်ပေါ်လာပြီးသူတို့ကိုရစ်ပတ်လိုက်ပါတယ်။ဒါဟာတကယ်တော့မွေဘရင်ကိုဖမ်းဖို့ Jeff ထောင်ထားတဲ့ထောင်ချောက်မှန်းသူတို့မသိခဲ့ကြပါဘူး။မွေဘရင်ပါဇက်လိုက်တဲ့အချိန်မှာပဲ Jeff ကကျိုးကိုအားကုန်သုံးပြီးဆွဲလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့မွေဘရင်ဟာပိုက်ကွန်ထဲမှာမိသွားပါတော့တယ်။မွေဘရင်ဟာထောင်ချောက်ထဲကနေလွတ်မြောက်ဖို့အသေးအတန်ရုန်းကန်ပါတယ်။ Jeff ကကျိုးကိုမြဲမြဲဆုပ်ကင်ထားပေမဲ့ဒါဟာတကယ်ကိုခက်ခဲတဲ့အလုပ်ပါမွေဘရင်ကပိုက်ကွန်နဲ့အတူထွက်ပြေးဖို့ကြိုးစားပေမဲ့ Jeff ကတော့လုံးဝအလျှော့မပေးပါဘူး။ဒါပေမဲ့မွေရဲ့အင်အားကအလွန်ကြီးမားလွန်းတာကြောင့်မကြခင်မှာပဲ Jeff တယောက်တစ်ပင်တွေကြားမှာညက်မိသွားပါတယ်။ Jeff ကအားရှိသမျှကြိုးစားပေမဲ့အရာမထင်ခဲ့ပါဘူး။မွေဘရင်ဟာပိုက်ကွန်ထဲကနေမြ ဆက်ဆန်ပဲရုံထွက်နိုင်ခဲ့ပြီး Jeff စီကိုချင့်ကပ်လာပါတယ်။အသက်အန္တရာယ်စိုးရိမ်ရတဲ့အရေးကြီးတဲ့အချိန်မှာပဲ Jeff ကရုံထွက်နိုင်ခဲ့ပေမဲ့သူထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့မွေကြီးရဲ့ရစ်ပတ်ခြင်းကိုအခိုင်အမာခံလိုက်ရပါတယ်။ Jeff အသက်ရှူကျပ်ပြီးတေဆုံးတော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါမှာတော့လူ၃ယောက်ဟာအခွင့်အရေးကိုအမိအရဆုပ်ကင်ပြီးလွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့ကြပါတယ်